Hello guys ဒီဗီဒီယိုမှာတော့ကျွန်တော်အခုလုပ်ထားတဲ့ background အပြင်နောက်ထပ် background ခုနှစ်ခုကိုဘယ်လိုလုပ်ရလဲဆိုတာပြပြပြီးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင် Okay ကျွန်တော်တို့ပထမဆုံး shade တစ်ခုထည့်လိုက်မယ်ပေါ့နော်ပြီးရင်ဒီဆက်3ပြောက်ကနေ screen ပြီးဖြစ်အောင်နှိပ်လိုက်ပါအဲ့ဒါပြီးဆိုကျွန်တော် effect ထဲကိုဝင်ပြီးဆိုရင်ကျွန်တော်ပြတ်ထားတဲ့ effect လေးကိုရှာလိုက်ပါနော် gas ဆို effect လေးရှာပြီးဆိုရင် offset မှာဗီဒီယိုရဲ့အစနဲ့အဆုံးမှာ keyframe တစ်ခုချပြီးအစမှာ0နောက်ဆုံးမှာတော့ခုဗီဒီယိုရှိရင်ရှိတယ်လို့တိုးပြီပေါ့နော်ပြီးရင် spacing and width တို့တော့ကိုအဆင်ပြေတဲ့တော့ကြည့်ကောင်းတယ်လို့ထားပြီးလို့ရပါတယ်ပြီးရင်ကျွန်တော် color မှာအဖြူရွေးမယ်ပြီးဆိုရင်ကျွန်တော်တို့ shade ရဲ့အရာကိုအနက်ရောင်ပြန်တော့ပြောင်းမယ်ပေါ့နော်ပြီးဆိုရင်ကျွန်တော် shade တစ်ခုထပ်ထည့်လိုက်ပါပြီးဆိုရင်ကျွန်တော်ဒီထက်ကနေပြီးတော့ကျွန်တော်တို့ဒီလိုပုံစံမျိုးဖြစ်အောင်ညှိလိုက်ပါနော်ညှိပြီးဆိုရင်ကျွန်တော်တို့ blending and opacity တွေတွားပြီး screen ကိုနှိပ်လိုက်ရင်ရပါပြီOkay ဒီ background မှာတော့ effect က၄ခုလိုပဲပေါ့နော်ပထမဆုံး effect ကိုကျွန်တော်ရှက်တော့ကြည့်လိုက်အောင်ကျွန်တော်ဒီမှာလည်းခဏအတိုင်းပဲ evolution နဲ့ option ကိုကျွန်တော်တို့ပထမနေရာမှာ0ဒုတိယ keyframe မှာကိုကြိုက် video shade လောက်ထားပေးရမယ်ပြီးဆိုရင်ကျွန်တော် effect တွေကိုတော့ကျွန်တော်ပြတ်ထားတဲ့ပုံစံလေးရဲ့အတိုင်း video လေးကိုရက်ပြီးတော့ကျွန်တော်တို့တစ်ခုချင်းစီ live လုပ်ကြည့်ပေါ့နော်တတိယ background ကိုလုပ်ဖို့အတွက် effect ကတစ်မျိုးပဲလိုပါတယ်ကျွန်တော်အခုပြထားတဲ့ setting နဲ့ evolution ကို video နဲ့အစနဲ့အဆုံးမှာ keyframe လေးချပြီးတော့လုပ်ပေးပါSlow background လုပ်ဖို့အတွက် strike ဆို effect လေးကိုတစ်ချက်ရှာထည့်လိုက်ပါနော်ပြီးရင် count ကို video အစမှာ0အဆုံးမှာကျွန်တော်ပြထားလို့ 5.0 လောက်ထားပြီးတော့ဒီ grad လေးနဲ့လုပ်ပေးပါဘောနော်keyframe တစ်ခုကြားထဲမှာဒီ grad လေးထားပေးပါနောက်ပြီးဆိုရင်ကျွန်တော်တို့ phrase ကိုလည်း keyframe အစမှာ0ကျွန်တော်နောက်ဆုံးမှာ 7.5 လောက်ထိဒါမှမဟုတ်ရင် video ရှည်လောက်ထားပေးပေါ့နော်ပြီးဆိုရင်တော့ကျွန်တော်တို့ gradient overlay ကိုကြိုက်တဲ့အရာနဲ့ထည့်လိုက်ရင်ရပါပြီNumber 5 background လုပ်ဖို့အတွက် shade ထဲကိုအရင်ဆုံးကျွန်တော်တို့ gradient overlay ထည့်ပြီးတော့ကိုကြိုက်တဲ့အရာပြောင်းလိုက်ပါပြီးဆိုရင်တော့ကျွန်တော်တို့ checker ဆိုတဲ့ effect လေးကိုရှာပြီးတော့ offset ကိုကျွန်တော်တို့video ရဲ့အစမှာကျွန်တော်0ဒီရဲ့အဆုံးမှာကို video ရှည်တယ်လို့ကျွန်တော်တို့ထားပေးရင်ရပါပြီကျန်တဲ့ count နဲ့ strength ကိုတော့ကိုအဆင်ပြေတယ်လို့ထားပေးပါပြီးဆိုရင်ကျွန်တော်တို့ simple star fill ဆိုတဲ့ဟာလေးကိုကျွန်တော် position HYZ ကိုကြိုက်တဲ့တစ်ခုမှာ video အစမှာ keyframe တစ်ခုချအဆုံးမှာ keyframe တစ်ခုချပြီးတော့0ကနေပြီးတော့ကိုကြိုက်တဲ့ video ရှည်လောက်ကိုကျွန်တော်ထားပြင်ရပါပြီ6ခုမြောက် background လုပ်ဖို့ဆိုရင်ကျွန်တော်ခုပြတဲ့ပုံလေးကို screenshot ရိုက်ဒါမှမဟုတ်လည်း Chrome မှာ paper ဆိုပြီးသွားရှာရင်ရပါတယ်ပြီးရင်ကျွန်တော်ပထမအစ keyframe မှာကျွန်တော်ပြထားတဲ့ဟာလေးကိုလုပ်ပြီးဆိုနောက်အဆုံးက keyframe မှာကျွန်တော်ဒီလိုမျိုးလေးလုပ်ပေးပါပြီးရင်ကျွန်တော် keyframe တစ်ခုချားထဲမှာ grad ကိုဒီတိုင်းလေးဆွဲပေးပါအထက်လေးတွေများလေးပို့ပြီးလှုပ်တာမြင်လေးဖြစ်တာကြောင့်အဝါရောင်ဟာလေးကိုဘယ်ဘက်ကိုဖြည်းဖြည်းချင်းစီရွှေ့ပေးခြင်းအပြင်လှုပ်တာတွေကိုပိုများအောင်လုပ်လို့ရတယ်ပေါ့နော်ခုနကမြောက် effect ကိုလုပ်ဖို့ဆိုရင် shade တစ်ခုမှာကျွန်တော် turbulence ဆိုတဲ့ effect ကိုကျွန်တော်ပြထားတဲ့ setting အတိုင်းထည့်လိုက်ပါ evolution ကိုတော့ကျွန်တော် video ရဲ့အစမှာ keyframe တစ်ခုချအဆုံးမှာ keyframe တစ်ခုချပြီးတော့ကိုလှုပ်ရှားကျင်တာတွေလှုပ်ပြီးပေါ့နော်ပြီးရင်တော့ effect ထည့်ပြီးဆိုရင် cushion blur တစ်ခုထပ်ထည့်ပါမယ် cushion blur ထည့်ပြီးဆိုရင် have 3 dot ဆိုတဲ့ effect လေးပေါ့နော်အဲ့ဒါကိုကျွန်တော်ပြထားတဲ့ setting အတိုင်းထည့်လိုက်ပါအဲ့ဆိုရင်တော့ရသွားပါပြီဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲသိချင်တာနားမလည်တာတွေရှိရင်ကျွန်တော် comment မှာရေးပေးခဲ့လို့ရပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပဲပြန်တွေ့ကြရအောင်အားလုံးပဲ bye bye